ဒီရောက်ရင်ဒီမီမျိုးလုံးဝစားပြအောင်စားလုံးဝရှုရှဲပွင့်ထွက်ဟယ်လိုဝေးတန်းထောက်ကိုရောက်နေရပါတော့ဒါနဲ့ဆိုရင်3ကောက်မြောက်ဖြစ်မလားမသိဘူးเนาะပြီးခဲ့တဲ့တလားကျော်လောက်ကလာတော့လူတိတ်မများဘူးပေါ့နော်အခုတော့ပူလို့ထင်တယ်လူတော်တော်များရပေါ့နော်တိုင်းလေးမှာပစုံထောင်းပေါ့နော်ရတယ်အဲ့ပစုံထောင်းအရန်စားကြမို့အခုပစုံထောင်းလာစားပါပေါ့နော်ပစုံထောင်းတပွဲရယ်ပြီးတော့ကြာပစုံကျော်တပွဲရယ်မှားထားပါတယ်ပြီးတော့အရန်နေကော်ဖီထဲခဲ့တယ်ရေဘူးထဲခဲ့တယ်ပြီးတော့ကြာဒီမှာရှိတဲ့မုံလေးနဲ့တွဲပြီးတော့စားမယ်ပေါ့နော်အရန်လည်းမကောင်းအောင်လို့ပါသူကမှပစုံအရှင်နဲ့ဟိုလိုမျိုးထိုင်းအမွှေးကြိုင်ပေါ့နော်အဲ့ဟာရင်းနဲ့လှုပ်ထားပေါ့နော်အဲ့ဒါကိုယ့်အကိုခောက်ပြီးစားတာပေါ့နော်ဒါပေမဲ့အစောကြီးကမှားလိုက်တာဒီလိုမျိုးအရှင်မစားကြလို့ပေါ့နော်တခါရဲခောက်ပေးလိုက်ပါလို့ပြောတာဒီမှာဒီရောက်ရင်ဒီမီမျိုးလုံးဝစားပြအောင်စားလုံးဝရှုရှဲပွင့်ထွက်မှာပစုံကြော်ပေါ့နော်ဒါကတော့ဒီက special menu ပစုံထောင်းအရင်ကြိုက်တာပေါ့နော်ဒီကစားခြင်းတော့ဒီကိုလာခဲ့တာစားပါတော့မယ်ထိုးစီမှာဒီစီမွေးဖို့အတွက်ဒီပြင်းတော်တင်ရတပါတော့လာပါဒီမှာဒီလိုရှောက်ခါရွက်အဲ့လိုရွက်ကိုရမ်းသုံးပစုံထောင်းရမ်းမိုက်လားပစုံထောင်းထဲမယ်ပြီးတော့ပစုံကြော်ထဲမယ်